ငင်းငလင်းကြောင့်အသက်ဆုံးပါကွယ်လွန်သွားရတဲ့မိုးလေဝသပညာရှင်စုစုစံငင်းငလင်းကြောင့်မထင်မှတ်ပဲဆုံးပါကွယ်လွန်သွားရတဲ့ပညာရှင်တယောက်ကတော့မိုးလေဝသပညာရှင်စုစုစံပါစုစုစံကအင်တာနက်ပေါ်မှာ73နှစ်တာလုံးတောင်တူလယ်သမားတွေငါးဖမ်းသမားရေလုပ်ငန်းသမားတွေအတွက်အရေးကြီးတဲ့မိုးလေဝသသတင်းတွေကိုတင်ပေးနေသူပါမက်စလာ28ရက်နေ့နေ့လယ်တနာရီချိန်မှာ AR Richter Scale 7.7 အဆင့်ရှိတဲ့ငင်းငလင်းကြီးတစ်ခုပြင်းထန်စွာလှုပ်ခတ်သွားတာဖြစ်ပါတယ်ဒီလိုမျိုးငလင်းဘေးတန်ကြောင့်အသက်သေဆုံးသွားရတဲ့အထဲမှာမိုးလေဝသပညာရှင်စုစုစံလည်းပါဝင်ခဲ့ပါတယ်စုစုစံကမိုးလေဝသဆိုင်ရာသတင်းတွေကိုအများပြည်သူတွေသိရှိအောင်စေတနာနဲ့အင်တာနက်ပေါ်မှာမျှဝေနေတတ်ပါတယ်စုစုစံကအသက်60အငိမ့်စားနိုင်ငံဝန်ထမ်းဟောင်းတယောက်ဖြစ်ပြီးတော့ဦးထွန်းလှအောင်လို့အမည်အကြောင်းသိရပါတယ်ဦးထွန်းလှအောင်ကသူ့ရဲ့သမီးနာမည်နဲ့စုစုစံမင်းကုတ်တီ Fake account ဖွင့်ပြီးတော့မိုးလေဝသဆိုင်ရာသတင်းတွေကိုထုတ်ပြန်ကြေညာနေတာဖြစ်ပါတယ်အစောပိုင်းမှာတော့ဦးထွန်းလောင်ရဲ့အိမ်ကမိသားစုဝင်တွေကနာမည်ကြီးနေတဲ့စုစုစံဟာသူတို့ရဲ့အဖေမှန်းမသိကြပါဘူး။နောက်ပိုင်းမှာသိခဲ့ရတယ်လို့ဆိုပါတယ်။ဦးထွန်းလောင်ကမိထီလာမြို့မှာနေထိုင်တယ်လို့သိရပါတယ်။အခုငလင်းလှုပ်ခတ်သွားချိန်မှာတော့မိုးလေဝသပညာရှင်စုစုစံကဦးထွန်းလောင်ကနှလုံးရောဂါအခံနဲ့လန့်ဖြတ်ပြီးတော့တည်ဆုံးသွားရတာဖြစ်ပါတယ်။အခုလိုမျိုးမြင်းငလင်းဘေးကြောင့်စုစုစံတည်ဆုံးသွားရတာကြောင့်ပရိသတ်တွေအားလုံးကတော့စိတ်မကောင်းဖြစ်ကြပါတယ်။အထူးသဖြင့်လူတွေကိုအကျိုးပြုနေတဲ့မိုးလေဝသပညာရှင်ကြီးတဦးဆုံးရှုံးသွားရတာကြောင့်ပို့ပြီးတော့နှမျောတသဖြစ်ကြရတာဖြစ်ပါတယ်။